ဒါလေးကတော့အပိုင်းနေပဲဖြစ်ပါတယ်ဆရာကြီးကျွန်တော်တို့သွားရမယ်ဘယ်ဦးလဲဆိုတော့တောထဲကိုပေါ့ငါမသွားလို့မရဘူးလေအဲ့တော့ဆိုလဲငါဒီမှာပဲထိုင်စောင့်နေတော့မယ်ပြီးရောဟာငါဒီမျိုးလေးကငါဟိုနေ့ကတိုက်ခိုက်လိုက်တာပဲကွာအဲ့ကောင်မျိုးပြန်တိုက်ခိုက်ရမယ်ရှော့ကွာပြစ်တယ်ကွာဘာဖြစ်လဲအော်လာပြီလားလို့ငါသားလေးကဒီကနေကြွလာတာပဲโอเคငါသားလေးဒီပဲလားငါသားလေးပြေအောင်မလားငါသားလေးငါ့ကိုပြေအောင်မလားငါသားလေးငါ့ကိုပြေအောင်မလားလို့ငါသားလေးငါ့ကိုပြေချင်သေးလားငါသားလေးငါ့ကိုပြေချင်သေးလားငါသားလေးဟဲ့ငါ့ကိုပြေတယ်ငါသားလေးကတီးပါပြီငါအကာအကွယ်စက်ရုပ်ကြီးကကောင်းလို့ဟာတီးစမ်းကွာတွားငါတက်ကြိတ်လုံးငါ့ကိုများဘာများမှန်နေလဲမသိဘူးဒီငါပေါ်နီးငါတပြားနီးကတော့ဘာဖြစ်နေမှန်းလည်းမသိငါဘာသာငါလူတွေကိုဖြက်စီးဖို့ပါဆိုသူကလာအရေးတယ်ပြန်ပြီဟေးဟာဟိုပတ်စံဟေးဦး2000လားရတာပဲဟာဒီကောင်းနေစကန်လေးကိုငါဝင်ကြည့်ရဝင်တော့ပါငါဘာသာငါဒီလူတွေကိုတော့ငါတော့ဖြက်စီးရမယ်ဟာထဲရမူကြမှာကလေးတွေပါလားဒီကလေးတွေမှာဘာလို့ဝင်ကောင်းမလဲမသိဘူးဟာတော်ပါပြီငါကလေးတွေလှမ်းပဲပြစ်လိုက်တော့မယ်ဒီကနေပြီးတော့ကြနေငါ့ကိုဝိုင်းပြီးတော့ဆီယာမတွေကရိုက်နေအောင်ရောတီကြအေးတီဝိုင်းအမလီလောက်ကြပါငါ့ကိုလာတက်နေပြီလောက်ကြပါငါဘယ်သွားရင်ကောင်းမလဲငါတယ်လီဘော့လောက်တဲ့ဟာရှိသေးလို့ငါ hospital သွားလိုက်မယ်အေးငါဘလို့လည်းမသိဘူး hospital လို့သွားလိုက်မယ်ပတ်စံလေးနည်းနည်းပြီးပါဦးကျွန်တော်လေးပတ်စံလေးနည်းနည်းပြီးပါဦးကျွန်တော်လေးပတ်စံလေးနည်းနည်းပြီးပါဦးဟဲ့နီးရမြန်ငါ့ကိုအဲ့လိုပြောရတယ်ကလမ်ငါတယ်လီဘော့လောက်တယ်ငါ့ကိုရေးသွားတယ်နဲ့လားညိုမသွားနဲ့ငါပြောတယ်ရှိသေးတယ်ဟေးလောင်းโอเคလာဘာမှမတော့တော့တလားအောက်ချလုံးမနေနဲ့ဘိုင်သွားတော့ဘယ်ပြေးဖို့လဲနေအောင်တော်မြင်ညောင်းဖားဟုတ်လားတော့ငါဘာတငါဒီမှာမြေပုံကြည့်လိုက်ပါအောင်ဘာဖြစ်နေမှမသိအကောင်ကနေငါတမ်းမယ်ကွာအဲ့ဒီကောင်ဒီဘက်မှာဟုတ်ပါဘူးဟာတယ်လီဘော့လုပ်တဲ့စက်ကတော့ပြစ်တော့မယ်ယိုကြီးရောက်သေးဘူးဟိုဘက်မှာငါ့ကိုပြစ်တဲ့ကောင်လေးရောက်ပြီးတစ်ခါကြာရင်9000ခေါင်းနေတော့မူးနေရပဲအဲ့ဒီမြို့ကြီးကလည်းရှုပ်ရှက်ကိုခတ်နေရပဲလူတွေကကွာဘလို့လူတွေမှန်းလဲမသိကြည့်ရအိမ်ကိုစောက်ထားတာအပြည့်ကိုကြည့်လိုက်ဟိုမှာပဲကွာဟိုကလားလေးကဟိုမှာညမကောင်းကြံကိုပြန်ခံရောက်ဘယ်နှရောက်တောင်လဲလို့ငါအကုန်မချနိုင်ဘူးလေရောက်နေအကုန်မလုံးနဲ့လေကိုဘက်တော့ချကောင်းတယ်ငါ့ကိုလာမချက်နေတော့ငါဘက်ကလူတွေသွားချမှာမင်းတို့မချဘူးမင်းတို့လည်းနှဆိုးတွေကတက်ရောက်ပဲကွာမင်းတို့မချတော့တော့ပြီချိန်နေဘယ်လိုလဲမသိဘူးတော့ကြည့်လောက်ချိန်နေမကောင်းဘူးသူတို့ချင်းပြစ်ခတ်တန်နေကြတယ်လူတွေကလည်းရောလူတွေငါမုန်းနေငါ့ကိုလူတွေကဖမ်းချုပ်ထားခဲ့ကြတာကွာအိတ်ကောင်ကထွက်ပြေးရတယ်ပေါ့ရောဒီကားဆုပ်ပလို့ကတော့ကွာဘလို့ဖြစ်နေမှလည်းမသိငါနောက်တစ်ခါကျရင်ကားမောင်းတင်ထားရမယ်ဒီလူတွေကလေဘာကားတွေလဲ
လမ်းစားကားတွေနဲ့ကိုထွက်ပြေးကြတာဘလူလူတွေမှန်းမသိဘူးဘယ်ရောက်သွားလဲမသိဘူးငါလူတွေဖြက်စီးပြီးမှမျက်နှာချိုးပြန်သွင်းလို့တော့မရလာဘူးတင်တယ်ဒီကားတွေကလူကတော့ဘလူလူမျိုးလေးတော့မသိဘူးမျက်နှာချိုးသွင်းတာခံမလားမသိဘူးရောက်အေးတီးပြီငါ့တိုက်သွားတယ်အတက်ကတိတ်မကြံတော့ဘူးလို့ကိုအတက်ကိုတော့မနေနေရတာဒီကောင်မငါ့ဝင်တိုက်သွားတယ်ဒုက္ခပါပဲငါပဲပြရမှာလေအေးရက်ကွက်ထဲမှာရဲဒီလာပြီရဲဒီကြောက်တယ်ငါကြောက်တယ်အေးရဲဒီငါကြောက်တယ်ရဲဒီငါကြောက်တယ်ရဲမရှိတဲ့နေရာငါသွားရမယ်ငါစီအောင်ဝင်နဲ့ငါလေးကတော့ခင်းနေကွာစီအောင်ဝင်ကတော့ငါ့ကိုjoin ဆက်လုပ်ကြတာဆိုတော့စီအောင်ဝင်စီသွားလို့ရတယ်ငါဒီလိုပြေးတာဘယ်သူမှမမြင်ပါစေနဲ့ကွာမြင်သွားရင်တော့ဒုက္ခအကြီးကျယ်ရောက်ပြီပဲဒီလူမကြီးကိုငါသွားပြီးစမယ်ရှိခဲဝမှာစောင့်နေကောင်လေးကတော့အဲ့လောက်စိုးနေတီးကြတီးပြီလားလို့ဟိုနေမင်းတို့မတီးသေးဘူးလို့ငါတို့မသွားပြရှိသေးတယ်လို့မင်းတို့ပတ်စံလာတောင်းတာသွားပြီဟိုလောင်ချာကြီးပါလားဟာယူလို့မရဘူးလားကွာဟောငါဘာဖြစ်လို့လဲမသိအားကြဝမ်းပိုင်ဘယ်လောက်လဲတော့မသိဘူးရီတော့မရှိတော့ရှော့ကွာရှော့17ယောက်တောင်ငါရှိမှာ10ယောက်တောင်ကွာဟိုတယောက်ကသူ့ပတ်တူဖြစ်နေပြီ9ယောက်ပဲကျန်တော့တယ်9ယောက်ပဲကျန်တော့တယ်9ယောက်ပဲကျန်တော့တယ်ဟေးဟိုမှာ9ယောက်ပဲကျန်တော့တယ်ဟေး3ယောက်ပဲကျန်တော့တယ်ဟေးတယောက်ပဲကျန်တော့တယ်တယောက်ကမသိသေးဘူးလားလို့ဟိုတယောက်ကအဲ့ဘက်မှာလေငါတနတ်တောင်ကုန်သေးတယ်လာကြမင်းတို့တွေကငါခေါ်သွားမယ်လားကဲမင်းတို့တွေကငါဒီမှာချက်ငါ့ကိုမချနေရအောင်မင်းတို့တွေစီကငါပတ်စံအကြီးကျယ်လိုတယ်ရှော့ကြတီးကြမြဖုန်းကြီးကောက်ပြီးမှတာလူပြန်ခေါ်ပါတယ်ဘာကတော့ပြန်ပြောပါတယ်ပြောတာရောငါတော့ကြောင်းကုန်ငါရဲ့ electronics တွေဟိုဆရာကြီးပါလားဆရာကြီးဗလာကြီးလာအိမ်သားတိုင်ရင်ကြားကြီးလာမင်းဒီနေ့ကမသိနိုင်သေးဘူးလားမသိဘူးဆရာကြီးလေဒီပါလားဒီဆရာကြီးတော့မသိဘူးလားမသိရောအေးနိုင်ဝိုင်းဟေးငါပတ်စံနေသွားပြီမေးပတ်စံနေသွားပြီဟေးငါဘာကောင်းနေလဲမသိဟေးပတ်စံမနီ3000ရပြီငေး9000ရပြီ hospital သွားမယ် hospital ငါရဲ့တယ်လီပို့လုပ်တဲ့စက်ကောင်တိတ်တော့မကောင်းတော့ဟေးဆရာဝန်ကြီးသူကဆရာဝန်နဲ့ငါနဲ့တည်တယ်ဟာဖျားเจ้าကွာပြီတိုက်ခိုက်ရမယ်ငါမဝင်ဘူးလေအေးဘာကြီးလဲငါဖုန်းကြောင်နေပြီလို့ငါဖုန်းတော့ပြကုန်ပြီဘာကောင်းလဲကျွန်တော်ဘာလုပ်လဲရောကွာအနေရပြီးဘူးလားရောကွာဟာတော့တော့နပြီတော့နပြီတော့ဟေးဒါဖယားလားမသိဖယားရှိရင်တော့ငါမသွားတော့ဘူးငါမြတ်စွာဘုရားချက်တယ်တယောက်ချင်းဒီငါအတောင်မတိတ်မကောင်းခြင်းအဲ့ဒါကြောင့်ပဲကွာအဲ့လိုအေးငါအတောင်မတော့လီငါတော့ဒီတောင်မစုပ်ပလို့ဟုတ်ပြီငါပေါ်တာမယ်ရှော့ကွာโอเคအန်ဒီတေးပြီလားအန်ဒီတေးခြင်းလား
အေးအန်ဒီဝိုင်းအာဒီရက်ကိုထဲကိုရောက်လာပြီကိုတပြီအေးရဲ့ဒီ one stop မထဲမှာဘာရောင်းတီးပါဦးလူသားရောင်းလာဟယ်လိုတဲ့ငါ့ကိုဟယ်လိုလုပ်တယ်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 ဟယ်လိုလုပ်ဟယ်လိုလုပ်မနေနဲ့ငါဟယ်လိုလုပ်မနေနင်းငါမိုးလာဝယ်တာမဟုတ်ဘူးကလမာလေးဟေးဒီဝိုင်းကလမာလေးအိုးမအန်ဒီဘာလုပ်နေအန်ဒီဘာလုပ်အန်ဒီဤပါကျင်နေဆိုလမ်းမှာပါမနေနဲ့အန်ဒီရဲ့ကားဆုပ်ဒီကားဆုပ်ငါ့ကိုအန်ဒီရပြေးခဲ့ဒီကားဆုပ်ဟာငါရဲတွေကိုအတင်းရဲလာပြီရဲတွေကိုသွားတတ်တော့မယ်ရဲဆုပ်အမလေးလာခဲ့ဟိုမှာဘာလုပ်နေလဲကားနေတာညဖာလာလုပ်နေတာလေဘာလာလုပ်နေစာကူခဏလေးတော့တောင်းပါလေဗီဒီယိုလေးခဏမရတော့ပါဘူးသိတော့မယ်ဘာဖြစ်လဲမသိဘူးရောက်ရေးဘာဖြစ်လဲမသိမကနေရလေအပူကြီးဟိုအပူတော့ဆရာကြီးချီမင်းဆရာကြီးတော်တော့မယ်ဘာဖြစ်လဲမသိဘူးလားပြေးလာတော့ကြည့်မလားမကနေတာလေဖင်းလောက်ကနေလားမသိဘူးတော့ကြည့်ဦးရဲစကန်လာပြီးတော့ဖင်းလောက်ကနေလားမသိအဲ့ဒါကြောင့်ဟိုနတ်သားလေးလားနတ်သမီးလေးလားတော့မသိဒီကောင်လေးရတယ်လုံးလိုက်တာလေပြေးပြဟိုလေးငါဖေးပေါက်ထွက်လာမှာရောငါချက်ပတ်နေပဲတုံးလိုက်လာကြကျင်းနေလူဒီကားကောင်းမော်လိုက်ကားကောင်းမော်နေခွာလာဟဲ့နင်းမလိုက်ခိုင်းဘူးလေလူလေလူလမ်းလျှောက်ပြီးပြေးမယ်ရောင်မကနေရတယ်မနတ်သားလေးဟိုကောင်တေဝါကြီးတက်ကနေလို့လေဟဲ့ဘာဖြစ်လားဟီးပြေးနောက်ကြတဲ့ချက်တော့တိစပါပြေးတာဟေးပြေးငါတို့ဖဲပြေးမသိဟိုအနီအောင်ကြောင်းတောင်းကောင်းနောက်လိုက်ပြေးရမင်းတို့ကားပေါ်တက်ကြလေမတက်ဘူးလားရောက်ပြေးနောက်ကြတဲ့ချက်တော့တိစပါလုံးနေကောင်းနေကလားတွေပဲကွာကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့တွေကတော့ဒါကတော့အပိုင်းပြေးကြနင်တို့ပြေးငါရက်နေတော့ဒါလေးကတော့အပိုင်းနှစ်လေးပြီးဆုံးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာအပိုင်းဒီလေးလည်းတော့ကြည့်ကြပါဦး